Premier League ပွဲစဉ်တစ်ဆယ်မှာ Nottingham Forest ကိုအနိုင်မရလိုက်တာကတော့ Manchester United အတွက်တော်လေးနစ်နာခဲ့ရပါတယ်ဒီပွဲကိုကြည့်ရင်ကျွန်တော်နားလည်လိုက်တာက Embrumo နဲ့ Ahmed ရဲ့ညာချမ်းတိုက်စစ်ကိုပိတ်ဆို့လိုက်တာနဲ့ Manchester United ဟာတာမန်အသင်းလေးလိုဖြစ်သွားတော့တာပါပဲဆိုတော့ Sean Dyche ကဒီချက်ကိုကောင်းကောင်းပြသွားတယ်လို့ပြောလို့ရပါမယ် Manchester United ကစိတ်ဝင်စားနေတဲ့ Nottingham Forest ကွင်းလယ်လူ Anderson ဆိုရင်သူ့ရဲ့လောက်အားနှုံးကောင်းကောင်းနဲ့ Embrumo နဲ့ Ahmed အတွဲကိုဖြတ်တောက်သွားတာတွေ့ရပါတယ်ဆိုတော့ဒီလိုဖြတ်တောက်ဖို့လဲချောင်းတိုက်က Anderson ကိုတာဝန်ပေးခဲ့တယ်လို့ယူဆရပါတယ်ညာချမ်းတောင်မှန်မှာဆိုရင် Ahmed ပဲဖြစ်ဖြစ် Embrumo ပဲဖြစ်ဖြစ်ဘောလုံးရတာနဲ့ Forest ကစားသမား3ယောက်လောက်ကပိတ်ဆို့ထားပြီးသားဖြစ်နေတာပါပြဿနာက Manchester United ကဒီချက်ကိုဖြေရှင်းဖို့မလုပ်နိုင်ခဲ့တာပါပဲဒါလော့နဲ့ကုညာရဲ့ဘယ်ချမ်းတိုက်စစ်ကအဲ့ပွဲမှာတကယ်တော့အလုံးမဖြစ်ခဲ့ပါဘူးတိုက်စစ်မှု Sachko ကလည်းလူပိုတယောက်လိုဖြစ်နေတာကိုကျွန်တော်တွေ့ခဲ့ရတယ်သူစီမှာအခွင့်အရေးတချို့ရခဲ့ပေမဲ့ဘောလုံးထိချက်တွေမမှန်တာကနေ Nottingham Forest နောက်ခံလူတွေဖြတ်ထုတ်သွားနိုင်တာတွေနောက်ဂိုးပေါက်မတည့်တာတွေကျွန်တော်တို့တွေ့ခဲ့ရပါတယ်ပြီးတော့ Manchester United ရဲ့နောက်တန်းကဂိုးပေးရဖို့လွယ်တကူဖြစ်နေတာမျိုးပါတလုံးပေးလိုက်ရတာနဲ့နောက်တစ်ဂိုးထပ်ပေးရဖို့ပို့ပြီးတော့လွယ်ကူသွားသလိုခံစားရပါတယ်ဂိုးပေးလိုက်ရတာနဲ့တည်တည်ငြိမ်ငြိမ်မတုံ့ပြန်နိုင်တာကိုလည်းကျွန်တော်တို့ဒီပွဲမှာလည်းထပ်ပြီးတော့တွေ့ခဲ့ရပါတယ်Forest ကရှေ့ပါဂိုးနဲ့ဥဆောင်ဂိုး2ဂိုးကို2မိနစ်အတွင်းသွင်းယူသွားတာကိုကျွန်တော်တို့တွေ့ရတာပါ Brighton နဲ့ပွဲတုန်းကလည်း3ဂိုးပြတ်အနိုင်ရနေတာကနေပြီးတော့တည်ကျသွားဖို့လောက်ထိနီးနီးဆက်ဆက်ဖြစ်သွားခဲ့တာမျိုးကိုကျွန်တော်တို့တွေ့ခဲ့ရတယ်ဒါက Manchester United ရဲ့တုံ့ပြန်ပုံအတော်လေးကိုယ့်ရုပ်ကားရနိုင်နေတယ်ဆိုတာကိုပြသနေတာပါတကယ်တော့တည်တည်ငြိမ်ငြိမ်နဲ့ပွဲကိုထိန်းချုပ်ရမယ့်အစားကပြက်ရပြက်နိုင်လွန်းတယ်လို့ဆိုရမှာပါတကယ်တော့ဒီပွဲတွေကို Manchester United ကနိုင်ကိုနိုင်ရမှာပါအင်္ဂွင်းစွမ်းဆောင်ရည်ကောင်းပေမဲ့အဝေးကွင်းရလက်တွေနဲ့ပတ်သက်လို့တော့ Manchester United ဟာအတော်လေးမေးခွန်းထုတ်စရာကောင်းနေပါတယ်အဝေးကွင်းတွေမှာယုံကြည်မှုရောရှေ့စွမ်းပါကျဆင်းနေတာကိုကျွန်တော်တို့တွေ့ခဲ့ရပြီးပါပြီဒီဟာဒီ Premier League အဝေးကွင်း9ပွဲမှာလီဗာပူးကိုနိုင်ထားပြီး Man City Brentford တို့ကိုရှုံးထားပါတယ်ဖူဟန်နဲ့ Nottingham Forest ကိုတရေကျထားပါတယ်တိုက်စစ်က6ဂိုးပဲသွင်းထားနိုင်ပြီးခန်းစစ်ကတော့10ဂိုးထိပေးထားရတာကိုတွေ့ရပါတယ်ဒါကဆိုရတဲ့ရလဒ်တစ်ခုပါပဲအိမ်ကွင်း9ပွဲမှာ Arsenal ကိုရှုံးတာကလွဲရင်ကြံ4ပွဲကို Manchester United ကနိုင်ထားပါတယ်တိုက်စစ်ကလည်း10ဂိုးသွင်းပြီးတော့ခန်းစစ်က6ဂိုးပဲပြန်ပေးထားရပါတယ်3ပွဲဆက်နိုင်လိုက်တော့ Manchester United ဟာ Nottingham Forest လိုတန်းစင်းစုံမှာရုန်းကန်နေရတဲ့အသင်းကိုမနိုင်တာဟာအတော်လေးဆိုးရတယ်လို့ Manchester United fan တွေခံစားကြရမှာပါဘုံမောက်နဲ့ Man City Liverpool နဲ့ Villa Spurs နဲ့ Chelsea တို့ထိတိုက်တွဲဆုံမှုတွေကနေအနီးကပ်ပြိုင်ဘက်တွေအမှတ်လျော့တာကို Manchester United ကခွင့်ရေးမယူနိုင်ခဲ့ပါဘူးတကယ်လို့ Nottingham Forest ကိုသာအနိုင်ရခဲ့ရင်အခုချိန်မှာရမှတ်19မှတ်နဲ့အဆင့်3မှာတတရရှိနေရမှာပါကျွန်တော်ပါဝင် Manchester United fan တွေဒီပွဲကိုနိုင်ဖို့မျှော်လင့်ခဲ့ပေမဲ့အနိုင်မရတော့တော်တော်လေးစိတ်ပြက်ရပါတယ်ရှေ့မှာပြောခဲ့သလို Ahmed နဲ့ Embrumo ချမ်းကိုပိတ်ဆို့လိုက်ရင် Manchester United ဟာရေမွေလိုဖြစ်သွားတဲ့ပြဿနာကိုအမြန်ဆုံးဖြေရှင်းနိုင်ဖို့လိုအပ်ပါတယ်ဒီရှေ့မှာအသင်းတော်တော်များများကဒီနီးဗျူဟာကိုသုံးပြီး Manchester United ကိုထိုးနှက်လာဖို့သိကြပါတယ်ညာချမ်းတိုက်စစ်တစ်ခုတည်းကိုပဲအားပြုနေရတဲ့အခြေအနေဂိုးပေးလိုက်ရတဲ့အခါအသင်းရဲ့ကိုယ့်ရုပ်ကားရနိုင်တဲ့တုံ့ပြန်မှုနဲ့အဝေးကွင်းစိတ်ဓာတ်နဲ့ကစားပုံတွေကိုမပြောင်းလဲနိုင်ရင်ဒီနှစ် Manchester United ဟာဥရောပဝင်ခွင့်တနေရာအတွက်အတော်လေးရုန်းကန်ရလိမ့်မယ်လို့ထင်ပါတယ်ရှေ့လာမဲ့ Premier League ပွဲစဉ်ကလည်း Tottenham Hotspur ကိုအဝေးကွင်းမှာသွားပြီးတော့ကစားရမှာပါစပါးကဂျားရမှာ Champions League ပွဲစဉ်ရှိတာကြောင့် Manchester United ဟာဒီပွဲကိုတပတ်တိတိပြင်ဆင်ချိန်ရနေပါတယ်စပါးကအဓိကကစားသမားတော်တော်များများလဲဒဏ်ရာပြဿနာရှိနေတဲ့အသင်းဖြစ်သလိုဒီဟာဒီအိမ်ကွင်းစွမ်းဆောင်ရည်ကလည်းအတော်လေးဆိုးရနေပါတယ်ဒီလိုပွဲစဉ်ကို Manchester United အနိုင်မယူနိုင်ရင်အရင်လို PR တွေအောက်ချက်ချင်းပြန်ရောက်သွားအောင်ပါတကယ်တော့ဒီရှင်မှာ Manchester United ကမနစ်က Europa League ဘောလုံးပွဲရှုံးကျွေးကိုအတိုးနဲ့တောင်ပြန်ယူတဲ့နယ်မဟုတ်လားဗျာ